โอเคအားလုံးပဲမင်္ဂလာပါချက်စီအရီနာပေးရနေအားလုံးကိုပြန်YouTube channel အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်အခုကတော့ကျွန်တော်တို့ဒီ Man City နဲ့ Chelsea ရဲ့ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်တို့ဒီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့မနေ့ကည7:00 နာရီမြန်မာစံတော်ချိန်ည7:00 နာရီအလောက်မှာ Chelsea နဲ့Man City ရဲ့အင်္ဂွေ ETH မှာကစားခဲ့တယ်။အဲ့တော့ Man City ဘက်ကနေပြောရမယ်ဆိုရင်ကျွန်တော်ကိုသမားတော်နာမည်မှာကဘာရီယောတို့ Juventus တို့ဘာရိုဆေးဘာတို့ Foden တို့ကျွန်တော်တို့ဒီ O'Reilly တို့ပြီးတော့ကိုယ်မှာ Rodri တို့ဒီကျွန်တော်Erling Haaland တို့ဒီမှာ Chucky တို့ဒါလူဆုံးတက်ဆုံနဲ့ပွဲထွက်လာတယ်လို့ကျွန်တော်ခေါ်လို့ရတယ်ဒီဘက်ချက်ကျွန်တော် Chelsea ပါဆိုရင်တော့ကျွန်တော် Chelsea ကတော့ကိုသမားဆန်ချက်ဒီပွဲကိုလွဲတော့စီလက်ဆန်ကိုပွဲထုတ်လာတယ်ခန်းစစ်နေမှာဆိုရင် Fofana လွဲတယ်အဲ့တော့ကျွန်တော်စိတ်မချတဲ့ဗတီယာရှိကိုပွဲထုတ်လာတာမျိုးရှိတယ်စိတ်ချတဲ့ကူကူလာလွဲတဲ့အတွက်ကျွန်တော်တို့ဒီ Castro ဘဲချမှာထားပြီးတော့ကျွန်တော်တို့ကစားခဲ့ရတယ်ဒီ right back မှာဆိုတော့အချမ်းပေါင်းပေါ့လေနော်ကျွန်တော်လူငယ်အကယ်ဒမီတွဲလေးပေါ့အချမ်းပေါင်းကိုကျွန်တော်တို့တုံးခဲ့တယ်ကွင်းထဲမှာဆိုရင်ကျွန်တော် Rich James ကိုကွင်းထဲပို့ပြီးတော့ဆိုဖာဒန်နဲ့တွေ့တယ်ကိုပါမာကတက်ဂင်မီဖီနီယာကိုကစားခဲ့ပြီးနံပါတ်10ကိုကစားခဲ့ပြီးတော့ဒီတောင်ကန်တစ်ချက်မှာဆိုရင်တော့ဒီ ST ဘာကိုပြီးပက်ထရိုနက်တိုဂျာအိုပက်ရိုပေါ့လေဟယ်ရီအတွဲပဲလင်းနဲ့3တက်လင်းနဲ့3လို့ကစားကွက်မျိုးနဲ့ချယ်ဆီကပွဲထွက်လာခဲ့တယ်ပွဲစကြတဲ့ကမန်စီးတီးကပွဲကိုဒရဇက်ထိုးပေါက်တိုက်စစ်စင်ခဲ့တယ်တောက်ချောက်မန်စီးတီးကဖိထားတယ်မန်စီးတီးကဖိတော့တယ်ချယ်ဆီကိုသူကထိရောက်တဲ့တိုက်စစ်စင်မှုသူကမျိုးမလုံနိုင်ခဲ့ဘူးသူတို့ခြေတဲ့ဘောလုံးရှိထားတယ်သူတို့ပတ်စင်တွေပုံနေတယ်ဒါပဲကျွန်တော်တို့ဒီကိုသမားစီလက်ဆန်ကိုထိရောက်တဲ့ကန်ချက်တွေသူတို့ဟာလန်တိုင်းတဲ့တစ်ချိန်ရှိမယ်ကျွန်တော်တို့ဖိုရန်ကိုဘေးကနေကတ်ထသွားတဲ့ဟာတစ်ချိန်ရှိမယ်ပေါ့လေနော်အဲ့တော့အရန်ကြီးပေါ့လေဟိုပြောချင်တာသူတို့ရထားတဲ့ဘောလုံးပိုင်ဆိုင်မှုနဲ့သူတို့ရဲ့ချိန်ချောင်းနိုင်တဲ့ attacking threat ကပိုင်ဆိုင်မှုနဲ့ attacking threat ရဲ့ချိန်ပဲဆိုရင်ဒါနဲပါတယ်လို့ကျွန်တော်တို့ပြောရမှာပေါ့လေအဲ့တော့ Chelsea ကဒီအနေထားမှာယာယီနီးပြနဲ့ယာယီနီးပြတော့မှကျွန်တော် United ကနေပြဖြစ်တယ်ပြီးတော့ Chelsea ကစားသမားတွေတကယ်ကွင်းလေကိုင်စီတို့ကူကူရလာတို့လက်စွမ်းကောင်းတွေပြနေတဲ့ Sanchez တို့ဒီလို player တွေအကုန်လုံးလွဲချော်ခဲ့တယ်ပေါ့လေနော်အကုန်လုံးလွဲချော်တဲ့အတွက်ဒီအနေထားမျိုးမှာဒါ Man City ကကျွန်တော်ဆိုပွဲမစားခင် Man City ကအနည်းဆုံး3ဂိုး4ဂိုးလောက်သွင်းမယ်လို့ကျွန်တော်တို့စဉ်းစားခဲ့ရတယ်ခံမှန်းခဲ့ရတယ်တွေးတောခဲ့ရတယ်ဒါပေမဲ့တကယ်ပွဲဆော့တဲ့အချိန်မှာ Man City ကကျွန်တော်ဆောနာပြောဆိုဘောလုံးသာကင်ထားတယ်သူတို့ကထိရောက်တဲ့တိုက်စစ်ဆင်မှုတွေကိုတောက်လျှောက်မလုပ်နိုင်ခဲ့ဘူးသူတို့ခြေထဲမှာဘောလုံးပဲရှိတယ်သူတို့ရထားတဲ့ပိုင်ဆိုင်မှုနဲ့သူတို့ရဲ့ခြေစွမ်းနဲ့ချင်းချောင်းမှုကိုးပေါက်ချင်းချောင်းမှုက10ချိန်လောက်လောက်ကနေရာမှာသူတို့ကတစ်ချိန်တစ်ချိန်လောက်ပဲလုံနိုင်ခဲ့တယ်ပေါ့နော်ဒါတော်တော်မျိုးကျွန်တော်ထိုင်းရှင်းပြီးတော့ပြောတာပါအဲ့တော့ဒါနဲ့ပထမပိုင်းပြီးကနေလောက်မှာကျွန်တော်တို့ဒီကိုပါမာနဲ့စပြတ်တယ်ပေါ့လေနော်ဘောကိုပေးရကိုပါမာစပြတ်ပြီးတော့ကျွန်တော်တို့ကောင်တာမိတဲ့ချိန်မှာကျွန်တော်တို့ဒီပိတ်နေကြလားသူရသွားတယ်ပေါ့နော် AC Milan ကပြောင်းလာတဲ့ကောင်းလေးရသွားတဲ့အချိန်မှာဗရီယာရှိကဒီဘောလုံးကိုဖျက်ထုတ်ဖို့သူ့မှာအချိန်ရခဲ့တယ်အချိန်ရပြီးတော့သူဖျက်ထုတ်ဖို့လည်းကြိုးစားခဲ့သူလည်းကြိုးစားခဲ့တယ်ပေါ့လေနော်ဒါပေမဲ့သူကဟိုဆုံးဖြတ်ချက်ကတွေးဝေနေတယ်ကျွန်တော်တို့ခံစစ်ကစားသမားဆော့တဲ့လူတွေဆိုရင်ဘောလုံးကိုကျွန်တော်တို့ကပြင်ပဘောလုံးမှာပြောရဲဆိုကျွန်တော်အသေးထုတ်ကတ်တဲ့ပုံစံမျိုးပေါ့လေအသေးထုတ်ကတ်တာပေါ့တော့ဟိုခံစစ်ကစားဆော့တဲ့လူတွေဆိုရင်အသေးထုတ်ကတ်တဲ့ပုံစံကိုရှောင်တယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့အသေးထုတ်ကတ်လိုက်လို့တစ်ဖက်ပြိုင်ဘက်ကဘောလုံးကိုတစ်ချက်ထုတ်သွားတယ်ဆိုရင်ဒီဘောလုံးကိုအဲ့ဒီခံစစ်ကပြန်လိုက်လို့ဖို့မလွယ်တော့ဘူးအဲ့တော့ကျတော့ဗရီယာရှိတွေးတဲ့ပုံကတော့သူကတော့ဘောလုံးကိုအသေးထိုးမကတ်ဘူးသူခန္ဓာကိုယ်တစ်စောင်းနေပြီးတော့သူဟိုဘယ်လိုပြောရမလဲတစ်ဖက်ကိုဖွင့်ပေးထားတယ်တစ်ဖက်ကိုပိတ်ထားတယ်ဗောလေဖွင့်ပေးထားတယ်ဆိုရင်သူ့အနေနဲ့ဒီဘက်ကိုလည်းထွက်လို့မရအောင်ဒီဘက်ကိုလည်းထွက်လို့မရအောင်သူ့ရဲ့ possession သူယူထားတယ်ဗောဒါပေမဲ့တစ်ခုရှိတာကကျတော့ဘယ်တန်ဖြစ်နေတာနဲ့သက်ဆိုင်နေဗောလေနော်ဘယ်ခြေတန်တဲ့လူကြတော့အဲ့ဘက်ကလို့သူကဘယ်ခြေအဲ့လိုနေထားမျိုးကဘယ်ခြေနဲ့လှမ်းတားမယ်နေမှာကျွန်တော်ညာခြေနဲ့တားမယ်ဆိုရင်ဒီဘောလုံးက block ဖြစ်ဖို့များတယ်ဗောလေနော် block ဖြစ်ဖို့များတယ်ဒါပေမဲ့ तू ကဘယ်ခြေတန်တဲ့လူဖြစ်တဲ့အတွက် तू ကဒီအဲ့ site ကဘောလုံးဘယ်နဲ့တားတဲ့အချိန်မှာကျတော့ဘောလုံးကကျွန်တော်တို့ဒီဟိုထိရောက်တဲ့ကာကွယ်နိုင်မှုမဖြစ်တော့ဘူးဗောဗျာမဖြစ်တော့တဲ့အချိန်မှာကျသူ့ရဲ့ခြေထောက်နဲ့ထိပြီးတော့
ကျွန်တော်တို့ဒီကိုပေးလိုက်ကြတယ်ပေါ့တစ်ဖက်ကကန်ချက်လဲတော်တော်လေးကောင်းပါတယ်ဗရီယာရှိလဲပထမပိုင်းမှာသူလူပေးသူ့ရဲ့ထုံးတဲ့နိုင်ပါဗျာလူပေးမားတယ်ပစင်တွေတော်တော်မားတယ်ဘောပလင်းဒီဖန်တာဖြစ်ပြီးတော့ကျွန်တော်ပစင်တွေမားတဲ့ဟာတွေဒါပေမဲ့တပွဲလုံးနေထားနဲ့ကြည့်မယ်ဆိုရင်တော့သူခြေစွမ်းကောင်းကိုပြခဲ့တယ်လို့ကျွန်တော်သတ်မှတ်လို့ရတယ်သူဘလော့ပေးသွားတဲ့အလုံးတွေရှိတယ်သူခံစစ်ကိုဥဆောင်သွားတဲ့အချိန်တွေရှိတယ်ပေါ့လေအဲ့ဒီအချိန်မှာကျွန်တော်ချယ်ဆီဘက်ကနောက်တဲ့ဆန်နာဘက်ကချာလိုဘက်ရဲ့အရေးချင်းကိုပြောမယ်ဆိုရင်တော့ဒါတော်တော်များများနဲ့တော့ကျွန်တော်ကွဲလွဲမယ်လို့တော့ထင်ပါတယ်။ဘာဖြစ်လို့ကျွန်တော်ချာလိုဘက်ကိုလုံးဝမကြိုက်တဲ့ထဲမှာပါတယ်ဗျ။ခံစစ်စော့တဲ့နေရာမှာတော်တော်လေးအားနေလွန်အားကြီးတယ်ပေါ့လေ။ဆန်နာဘက်တယောက်လုံနေပြီးတော့ဘောလုံးကိုဘေးတိုက်ပြီးနောက်ပြန်ပေးလောက်ပဲဘေးတိုက်ပြီးနောက်ပြန်ပေးလောက်ပဲသူကဟိုလှုပ်တက်တယ်၊ကင်တက်တယ်၊ပြုတ်တက်တယ်ပေါ့လေနော်။ပြီးတော့သူ့ရှီကနေကျွန်တော်တို့ဘာမှမမြင်ဘောလုံးဆွဲတက်တာလားမျိုးတွေဘာသူဘာမှမျောလင်းလို့မရဘူးသူ6ထောက်တဲ့ဘောလုံးရောက်ပဲကိုယ်ကပြန်ပေးရင်မပေးရင်သူဘေးကိုပေးမယ်နောက်ပြန်ပေးမယ်ကွင်းလေကိုချိတ်တယ်ဘောလုံးကိုကျွန်တော်တို့ဒီဟိုဟာလောက်သွားတယ်ဒါမျိုးတွေသူမရှိဘူးပေါ့နော်သူပြောချင်တာတီထွင်ချန်သာနိုင်ဆန်းပေါ့နော်ကျွန်တော် creativity ပေါ့သူဘယ်လိုသူပုံသေးကြီးပေါ့ဗျာတည်မှာပုံသေးကြီးဒီ formula သူ6ထောက်တဲ့ဘောလုံးရောက်တယ်သူဘယ်ကိုပေးမယ်ညာကိုပေးမယ်ကိုယ်ကပြန်ပေးမယ်ဒီ formula ထဲမှာပဲကစားနေဒီ formula ကိုကြော်လွန်ပြီးတော့ဖောက်ထွက်ပြီးတော့ဘောလုံးတစ်လုံးကိုဘယ်လိုကစားရမလဲဆိုတဲ့အရာကိုသူကမတွေးဘူးပေါ့ဗျာသူ့မှာအဲ့ဒီဟာ thinking ပိုင်းစွမ်းဆောင်ရည်မျိုးမရှိဘူးပေါ့လေတာမန်လူတယောက်ကစွမ်းဆောင်ရည်ပေါ့အဲ့တော့အဲ့လို player မျိုးတယောက်ကဘယ်တော့ခါမှကျွန်တော်အထင်ဆိုရင်ဒါ work class level ရောက်လာမှာမဟုတ်ဗျာ Feria ရှိလို့ player မျိုး work class level ရောက်လာမှာမဟုတ်ပြောချင်တာ Fofana ဒီကျွန်တော်တို့ Chelsea ကန်စစ်မှာဆိုရင်ဒါဘယ်လိုပဲညံ့သေးကောင်းတယ်ဘောလုံးပြီးသွားရင်မြန်တယ်အုံနောက်နဲ့တုံးတယ်ဒါပေမဲ့သူ့လိုနေထားမျိုးလားသူ့လိုနေထားမျိုးတောင်မှအခြားလိုဘက်ကမရှိဘူးအဲ့ Fofana လိုနေထားမျိုးမှလည်း work class level ရောက်ဖို့အဝေးလိုသေးတယ်ဗျအဝေးလိုသေးဗရီယာရှိလို့ပါဆိုရင်တော့စိုးတာပေါ့လေအဲ့တော့ကျတော့မနေ့ကပွဲမှာဆိုအကောင်းဆုံးကတော့ကျွန်တော်အန်ဆိုဖာရန်တက်ပေါ့ဗျာဒီကျွန်တော်စဉ်းစားမိတယ်ကျွန်တော်တို့နီးပြထုတ်ခံလိုက်ရတဲ့အချိန်မှာဆိုရင် player တွေကကျွန်တော်တို့ဒီဘဲလိုကြစားညက်တွေပေါ့လေနော်ဆိုတော့သူတို့ရဲ့ man တွေကိုစဉ်းစားကြည့်ပြတဲ့ဒီအသင်းမှာသူတို့နေတယ်အသင်းကဒီလိုမျိုးပဲအမြဲတမ်းနီးပြတွေခဏပြောင်းတယ်အောင်မြင်မှုတွေဘာရလဲဆိုရင်ကျွန်တော်တို့ FIFA World Cup အောင်မြင်ခဲ့တာရှိတယ်ဆိုပေမဲ့ဟိုကျွန်တော်တို့သူတို့ player တွေပဲမလို့ခံစားရမယ်ဆိုရင်သူတို့ကဒီအသင်းမှာတော့နေတယ်လာတာလည်းနေတယ်လာတာနေတဲ့ပြင်မှာသူတို့ရဲ့အောင်မြင်မှုကလည်းသူတို့ဘယ်အောင်မြင်မှုယူရမယ်မို့လေသူတွားတဲ့အနာဂတ်ကြီးကဝေဝါးနေတယ်ဗျာရှင်းလင်းတဲ့ဟာမရှိဘူးအဲ့တော့ player တော်တော်များကစိတ်ထက်ကြတဲ့အရာမျိုးတွေရှိမှာပဲရှိနိုင်မယ်ဒါပေမဲ့ဟိုမနေ့ကပွဲမှာကျွန်တော်အဲ့လိုထင်နေချိန်မှာမနေ့ကပွဲမှာတော့တကယ် player တွေကသူတို့ရဲ့ဟို professional ပြီးသားမှုကိုပြသခဲ့တယ်သူတို့အတက်နိုင်ဆုံးကြိုးစားခဲ့တယ်သူတို့လုံနိုင်တဲ့အရာတွေအကုန်လုံးလုပ်ခဲ့တယ်အဲ့ဆိုဘာလဲဆိုမောင်မပန်းသူတောက်လျှောက်ကြိုးစားခဲ့တယ်နတ်တူကြိုးစားတယ်တိုးတော့နတ်တူဒီကျွန်တော်တို့9ပွဲလောက်6ပွဲလောက်ရှိပြီတော်တော်လေးကိုဖောက်အောက်နေတဲ့ player မျိုးဟိုသူ့ရှီကနေကျွန်တော် negative ဆန်တဲ့အရာတွေပဲမြင်ရတယ်ဗောနော် positive ဆန်တာဆိုကျွန်တော် war rate ရှိတယ်သူပြေးနိုင်တယ်သူလွှားနိုင်တယ်ဒီလောက်ပဲပေါ့ကျန်တဲ့ချိန်မှာနတ်တူကဟိုဘယ်လိုပြောရမလဲသူတစ်ဖက် player တွေကသူ့ဘောလုံးမပေးလေသူကစိတ်ပြက်လက်ပြက်ပုံစံမျိုးတွေရှိတယ်ကိုယ့်ရဲ့ဟိုအသင်းဘော်တွေကဘောလုံးမပေးသူ့ရှိဘောလုံးမပေးတာစိတ်ပြက်လက်ပြက်အချိန်တွေအသင်းဘော်တွေကမှားသွားရင်လည်းသူကစိတ်ပြက်လက်ပြက်အချိန်တွေဒီလိုအဲ့လိုမျိုးသူ့ရဲ့မျက်နှာမှာကျွန်တော်ပွဲတိုင်းလိုမြင်နေရတယ်ဗောလေဒါကြီးကဟိုပြောချင်တာကောင်းတဲ့အချက်မဟုတ်ဘူးဗောနော်တကယ်တော့ဘောလုံးပွဲကန်နေဆိုရင်ကိုယ့်ဘက်ကအသင်းဘော်ကဘောလုံးပြတ်သွားသည်ရှိတော့တခြားအရာတွေကိုသူတို့လောက်ခဲ့သည်ရှိတော့သူ့အနေနဲ့ဒါဟိုကျွန်တော်ရက်ကွက်ပွဲလောက်ကန်တဲ့လူတွေတော့သိပါတယ်ဗျာလက်ခုပ်တီးပြီးတော့အားပေးရတဲ့အချိန်တွေပေါ့လေဟိုဘာလို့ဆိုတိုက်ကောင်းတယ်ဒါမျိုးလုပ်နေရမယ့်အချိန်မှာ player တယောက်ကသူ့ရဲ့မျက်နှာအနေထားအဲ့လိုမျိုးကြီးဖြစ်သွားတယ်အဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့ဒါတွေကဟိုပြောချင် negative ဆန်တဲ့ဟိုဟာတွေဖြစ်ပါတယ်ကျွန်တော် Pedro Neto ကိုကြိုက်ပါတယ်သူ့ရဲ့ war rate ကြိုက်တယ်သူ့ရဲ့မဆုံးမနစ်စူးစမ်းစိတ်ကြိုက်ပါတယ်ဒါပေမဲ့တချို့အရာတွေမှာသူ့ရှီကနေကျွန်တော်တို့ဒီမျောလင်းထားသလောက်မရဘူးသူ့ရှီကနေကျွန်တော် war rate လောက်ပဲရတယ်ပေါ့လေ war rate လိုချင်မှကတော့ကျွန်တော်တို့ဘာလုပ်တော့မှာတော့ကိုယ်လေကကိုက်စီကိုကျွန်တော်တောင်းပန်တီးပြီးတော့ပဲကစားတော့မှာပေါ့ကျွန်တော်တကယ်တော့တောင်းပန်ဆိုတာကကျွန်တော်အတိုးအလှုပ်တွေနဲ့ဒီဖန်တီးပေးမှုတွေဒီဂိုးကန်သွင်းချက်တွေဒါတွေမျောလင့်နေရပတ်တိုနယ်တိုရှာ10ပွဲလောက်ကန်ကျွန်တော်တပွဲ2ပွဲလောက်ပဲရတယ်ဆိုရင်တော့ဒီတောင်းပန်ကစားသမားမဟုတ်သေးဘူးပေါ့ဗျာဒီလိုတော့ရှိတယ်အဲ့တော့ဟိုနောက်ဆုံးခြုံပြောရရင်တော့ Man City ကတပွဲလုံးကောင်းခဲ့ပထမပိုင်းတစ်ပိုင်းလုံးကောင်းခဲ့တယ်ဆိုတာဖြစ်တယ်ဒုတိယပိုင်းမှာတော့ Chelsea ကနည်းနည်းလေးMan City နဲ့Man City နည်းနည်းလေးတာခဲ့တယ်သူတင်ကိုယ်တင်ကစားနိုင်ခဲ့တယ်သူတို့ chance တွေ create လုပ်နိုင်ခဲ့တယ်နောက်ဆုံး Chelsea ရသွားအခြေပါကိုဆိုရင် Gusto ကဟို Riley ကိုသူ
ပေါင်ကြားထဲကနေထုတ်ပြီးတော့သူပြေးသွားတဲ့ဟာပဲပေါ့လေသူဘောလုံးဘောစာကြီးကပြောချင်တာကသူပေါင်ကြားထဲကထုတ်သွားတဲ့ဘောလုံးရဲ့အချိန်နဲ့သူပြေးထွက်သွားတဲ့အချိန်နဲ့ကဒီကြံခဲ့တဲ့ player တယောက်ကလိုက်ဖို့မလွယ်ဘူးပေါ့ဗျာဘောလုံးကန်တယ်လို့ဆိုသိပါတယ်ပေါ့ဘောလုံးခွာကြားထဲကနေထွက်သွားတဲ့အချိန်မှာဆိုရင်ဘောလုံးရဲ့အချိန်နဲ့ဒီကိုယ့်ရဲ့ပြိုင်ဘက်ကအချိန်ထွက်သွားတဲ့အချိန်မှာနောက်ကလိုက်ကြတဲ့အရာကြီးကအရန်ပင်ပန်းနေပေါ့လေပြီးတော့ပြန်လိုက်မိဖို့ဆိုတော့တော်တော်လေးခက်ပါတယ်အဲ့ဒီအချိန်မှာအဲ့လိုမျိုးဆွဲထုတ်ပြီးတော့လဲကျွန်တော်တို့ amp product မထုတ်နိုင်ဘူးဆိုရင်လည်းမရဘူးပေါ့လေအဲ့အချိန်မှာကျွန်တော်တို့ Gusto ကသူ့ရဲ့ cross ကတော်တော်လေးကောင်းတယ်အနေဘောဖြတ်ပို့လိုက်တဲ့ဟာမျိုးကို Anso Fernandez ပိတ်တယ်ခန်းစင်းနဲ့ထိတယ်ထပ်ပိတ်တယ်ကိုသွားပုတ်တယ်ဒေါ်လာမှာလဲနေတဲ့နေရာနဲ့ထပ်ပုတ်တယ်နောက်တစ်ခါထပ်ပိတ်တယ်ဒီချိန်မှာတော့ဒါသူတို့ဟိုမှာဖြစ်နိုင်ခဲ့ဘူးပေါ့လေမကောက်ဘူးအဲ့တော့ Chelsea 1-1ဖြစ်သွားတယ်1-1ဖြစ်သွားတဲ့အချိန်မှာ Chelsea က player တွေအဲ့မှာဟိုစိတ်သက်တွေတက်ကြွလာပြီးတော့သူတို့တွေဖိကန်တယ်ဒါပေမဲ့ဟိုလိုချင်တဲ့ဟာတော့မန်စီးတီးကလည်းလိုချင်တဲ့အနိုင်ရလိုက်ကိုမန်စီးတီးကလည်းမဖန်တီးနိုင်ခဲ့ဘူး Chelsea ကလည်းမဖန်တီးနိုင်ခဲ့ဘူး Chelsea ဘက်ကကြည့်မယ်ဆိုရင်တော့ဒါကတော်တော်လေးကိုကောင်းခဲ့တဲ့အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ဒီလိုအခြေအနေဆိုကြီးမှာအပေါင်းလက္ခဏာဆောင်ခဲ့တဲ့ရလက်ဖြစ်ပြီးမန်စီးတီးကကြည့်မယ်ဆိုရင်တော့ဒါဟာမဖြစ်တဲ့ရလက်သူတို့အတွက်မလုံလောက်တဲ့ရလက်လို့တော့ထင်တယ်ဒီကြားထဲမှာတော့အာဆင်နယ်ကတော့ဒီနှစ်သင်းရဲ့ရလက်ကိုကြည့်ပြီးပို့ပြီးတော့ပြောနေမှာပေါ့လေအဲ့တော့မန်စီးတီးတော့ကဘာဒီယောတို့ရူဘင်ဒီယာတို့နာသွားတဲ့ဟာတွေရှိတယ် Chelsea မှာဆိုလဲလီယန်ဒီလက်ကဟိုကျွန်တော်အမြဲတမ်းပြောပါတယ်လီယန်ဒီလက်ဒီအရန်ကိုဟို discipline အရန်အားနေတယ်ဟိုဘောလုံးသမားတယောက်ကကိုယ်စိတ်ဆွတဲ့အချိန်မှာဆိုရင်အဲ့ဒီအရာယူကိုကဒေါသထွက်ပြီးတော့လိုက်လုတဲ့ဟာမျိုးတွေမလိုအပ်ဖက်နဲ့အဝါကတ်ယူတာတွေကဒါဟိုအရန်ကိုဟိုဘယ်လိုပြောအတင်းရဲ့စီကံပိုင်းဆိုင်ရာအားနည်းမှုပြနေတာဖြစ်ပါတယ်တကယ်တော့ဘောလုံးသမားတွေဆိုတာကကျွန်တော်တို့တက်နိုင်သူဘောလုံးစိတ်ဆွကစားရင်တော့မှထိန်းချုပ်ပြီးတော့ကစားရတာမျိုးတွေရှိပါတယ်။အဲဒါတော့တစ်ဖက်ပြိုင်ဘက် player ကိုစိတ်ဆွသူတို့ကလည်းသူတို့ပွဲနိုင်ဖို့အတွက်တစ်ဖက်က player တွေအဝါကမ်းမြင်ဖြစ်အနီကမ်းမြင်ဖြစ်သူတို့အတင်းသားမှဖြစ်တယ်သူတို့ကလည်းစိတ်ဆွကစားမှာပေါ့လေ။အဲ့လိုအခြေအနေမျိုးမှာဒီရန်ဒီလက်အနေနဲ့ကိုပို့ပြီးတော့ကိုထုတ်လုပ်နိုင်ဖို့လိုတယ်လို့ထင်ပါတယ်။တော့အနည်းချုပ်ပြောရမယ်ဆိုရင်တော့ Chelsea ဘက်ကဆိုရင်တော့ Anso Fernandez တို့ Reece James တို့ကသူတို့ရဲ့ professional ပြီးတရားမှုသူတို့ရဲ့နိုင်ပွဲစာလောင်လို့သူတို့ရဲ့ passion ကိုအရန်ပြခဲ့တယ်player 17ယောက်လုံးလည်းသူတို့ရှိမှာသူတို့ဒီမာကြောပါတယ်ဆိုတော့စိတ်ဓာတ်ကိုခံစားခဲ့ရတယ်မန်စီးတီးကတော့သူတို့ဘာလုပ်ချင်မှမသိတဲ့ကစားကွက်နဲ့ဟိုဘောလုံးပိုင်ဆိုင်မှုသာရပြီးတော့ရာကိုတကူသာရခဲ့ပြီးတော့သူတို့ဘာဖြစ်လို့ဖြစ်ချင်မှဘာလို့လုပ်ချင်မှမသိတဲ့ကစားကွက်နဲ့ကစားခဲ့လို့မြင်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ Chelsea နဲ့ Man City ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အထင်မြင်စားချက်တက်ဖြစ်ပါတယ်ကျွန်တော်က professional ဒီဘက်မှာအရန်ကိုကျွမ်းကျင်နေတဲ့လူဖြစ်တဲ့အတွက်အသုံးသက်ချက်တွေမှာအမှားယွင်းနေပါကောင်းပါနိုင်ပါတယ်ပါတယ်ဆိုလည်းနားလည်ပြီးပြောလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တစ်ပတ် Chelsea ပွဲတွေရှင်ပြန်လည်ဆုံတွေ့ကြပါမယ်ဒီနီးပြအစ်စ်ခန့်တဲ့အခါမျိုးကြရင်လည်းကျွန်တော်အနေနဲ့ဒီလက်လန်းမီတောင်လိုက်လိလာပြီးတော့နီးပြအစ်စ်နဲ့ပတ်သက်တဲ့အရာကိုကျွန်တော် YouTube မှာပြန်လည်တင်ဆက်ပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်